္ဂလာပါကလေးတို့ရေ Resilient Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ကလေးတို့ကိုဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့လေးစင်နှမောင်းအကြောင်းပဲဖြစ်ပါတယ်ကလေးတို့လေးစင်နှမောင်းဆိုတာကိုသိကြလားကြားဘူးကြလားယင်လေးစင်နှမောင်းဆိုတာကတော့တနည်းအားဖြင့်စင်နှမောင်းပုံစံရှိတဲ့လေကိုပြောတာဖြစ်ပါတယ်ဆိုတော့အဲ့တော့လေးစင်နှမောင်းဆိုတာကိုအရင်ဆုံးလေ့လာကြည့်ရအောင်နော်လေးစင်နှမောင်းဆိုတာတိမ်တိုက်အတွင်းမှာရှိတဲ့အထက်ကိုတက်သွားတဲ့လေနဲ့အောက်ကိုပြန်ဆင်းတဲ့လေတွေကြားမှာအချင်းချင်းပုတ်တိုက်ပြီးလေပွေအဖြစ်သို့ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။သူ့ရဲ့ပုံစံကတော့စင်နှမောင်းပုံစံဖြစ်တဲ့အတွက်သူ့ကိုလေးစင်နှမောင်းလို့ခေါ်ရခြင်းပဲဖြစ်ပါတယ်။အင်္ဂလိပ်လိုဆိုရင်တော့ tornado လို့ခေါ်ပါတယ်။လေးစင်နှမောင်းဖြစ်ပေါ်တဲ့အချိန်မှာဆိုရင်တော့လေတိုက်နှုန်းဟာမိုင်60မှမိုင်80အတွင်းရှိပြီးမြေပြင်မှာရှိတဲ့အဆောက်အဦတွေတစ်ပင်တွေဟာပြင်းထန်တဲ့လေတိုက်နှုန်းကြောင့်အပေါ်ကိုလွင့်စင်သွားတတ်ပါတယ်။လေးစင်နှမောင်းဖြစ်ပွားချိန်ဟာ15မိနစ်ကနေ35မိနစ်ထိကြာမြင့်နိုင်ပါတယ်။ပင်လယ်ထဲမှာဖြစ်ပေါ်တဲ့လေစင်နှမောင်းကိုတော့ရေစင်နှမောင်းလို့ခေါ်ကြတယ်။ဒါဆိုရင်မေးစရာရှိတာကလေစင်နှမောင်းဖြစ်ပေါ်လာရင်ဘယ်လိုကာကွယ်ကြမလဲ။လေးစင်နှမောင်းဖြစ်လာပြီဆိုရင်အလွန်အားပြင်းတဲ့လေတွေတိုက်ခတ်တာကြောင့်လေဒဏ်ခံနိုင်တဲ့အဆောက်အဦအတွင်းမှာနေတဲ့နဲ့ဥပမာပြတင်းပေါက်မပါတဲ့အခန်းအတွင်းမှာခိုလုံနေရမယ်ပေါ့နော်ဒါဆိုရင်တော့ကလေးတို့ကလေးစင်နှမောင်းဆိုတာဘာလဲဆိုတဲ့အကြောင်းအရာကိုသိသွားမယ်လို့ယုံကြည်ပါတယ်နော်နောက်ထပ်မှာလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေနဲ့ပြန်လာမလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်နော် So thank you so much for your attention. See you in next video. By the way, don't forget to like and share the page.